မင်္ဂလာပါဒီဗီဒီယိုမှာတော့ Xiaomi ဖုန်းသုံးတဲ့သူတွေအတွက်ပေါ့နော်ဒီကောင်ကဒီ stable ဖုန်းသုံးနေတဲ့သူတွေဆိုလို့ရှိရင်မျက်စိရှုပ်စရာဖြစ်တဲ့ဒီဘက်ကဒီမှာညာဘက်ချမ်းဆွဲလို့ရှိရင်ဒီ screen ပေါ်မှာပေါ်တဲ့ဟာရယ်ပြီးလို့ရှိရင်ဒီမှာ home screen စပ်ပါဒီကောင်လေးရယ်ပေါ့နော်ဒီကောင်လေးဆိုလဲကျွန်တော်အသုံးမလို့ဘူးပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်အောက်ဘက်ဆွဲချမယ်ဆိုလို့ရှိရင်ဒီကောင်ဒီတရုပ်စာနဲ့ပေါ်လာတဲ့ဒီ contact center ဆိုပြီးတော့ဒီကောင်ပေါ်လာတော့ပေါ့နော်ဒါလည်းအများကြီးပဲဒါကြတော့ကိုရီကမသုံးဘူးပေါ့နော်မသုံးလည်းမလို့ပြောမဆိုလို့ရှိရင်အဲ့ဒါလေးတွေရယ်ပြီးလို့ရှိရင်ဒီအလဲနားလေးမှာဆွဲချမယ်ဆိုလို့ရှိရင်ဒီလိုမျိုးတရုပ်စာတွေအများကြီးပေါ်လာတယ်ပေါ့နော်ဒီကောင်တွေကိုဘယ်လိုပိတ်လို့ရမလဲပေါ့နော်ပိတ်တဲ့နည်းလမ်းတွေကိုပြောပြပေးသွားပါမယ်အရင်ဆုံးပိတ်ဖို့အတွက်ဆိုလို့ရှိရင် setting တွေကိုသွားလိုက်မယ်ပြီးလို့ရှိရင်အောက်နားလေးနည်းနည်းဆွဲချလိုက်နော်အောက်နားလေးနည်းနည်းဆွဲချလိုက်ဒီမှာကျွန်တော် home screen ကိုမြင်နေရမယ် home screen လေးကိုဝင်လိုက်မယ်ပြီးလို့ရှိရင်ဒီဒုတိယစာကြောင်းမှာပေါ့နော်ဒီကောင်လေး on နေတယ် on တဲ့ဟာကိုကျွန်တော်တို့ဒီမှာပိတ်ပစ်လိုက်ပါနော်အကောင်လိုက်ပြီးတော့ off လုပ်ပစ်လိုက်ပြီးရှင် close နှိပ်လိုက်ပြန်ထွက်မယ်နောက်တစ်ခုကဒီသူ့ရအောက်ကပဲဒီကောင်လေးပေါ့နော် swipe up on the home screen ဆိုပြီးတော့ဒီကောင်လေးပါဒီနေရာမှာ content center ဖြစ်နေတဲ့နေရာမှာကျွန်တော် name ကိုထားလိုက်မယ် okay ပြီးလို့ရှိရင် switch down on the home screen ပေါ့ဒီအောက်ကကောင်ပေါ့နော်သူကဒီနေရာမှာ sub လို့ဖြစ်နေတယ်နော် sub bar ပေါ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ notification share and control center ကိုပြောင်းလိုက်မယ်ပြီးလို့ရှိရင်ခဏကဒီ home screen sub bar ဆိုပြီးတော့ပေါ်နေရှိတယ်ပေါ်နေတာဒီအဲ့ဒါဆိုလို့ရှိရင်ဒီဘားလေးကိုပိတ်ပြလိုက်မယ်ပြီးလို့ရှိရင် remove နိုင်လိုက်ပေါ့နော် okay ဒါဆိုလို့ရှိရင်တော့တော်တော်ရှင်းသွားလိုက်ပြီပေါ့နော်အဲ့ပြန်ထွက်ကြည့်လိုက်မယ်ထွက်ပြီးတော့ကြည့်မယ် okay ဒါဆိုလို့ရှိရင်အောက်ကခဏကဒီနားမရှိတဲ့ဒီ home screen sub bar ကလည်းမရှိတော့ဘူးပြီးလို့ရှိရင်ဘယ်ဘက်ချမ်းဆွဲမှာဆိုလို့ရှိရင်လည်းခဏကဒီရှုပ်ပွားနေတဲ့ screen ကသူမပေါ်တော့ဘူးပေါ့နော်ဒီအပေါ်ကနေဆွဲမှာဆိုလို့ရှိရင်လည်းဒီ notification ပဲကြာတော့တယ်ပေါ့နော်ခဏကဒီရှာတဲ့ဒီတရုပ်စာတွေပြည့်နေတဲ့ဒီ site ဘက်ကိုတော့မရောက်ပါဘူးပေါ့နော်အောက်ကနေဆွဲတင်တယ်ဒုနည်း၎င်းပဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမျက်စိရှုပ်တတ်တာတော့ပေါ့နော်stable ဖုန်းတွေမှာဆိုလို့ရှိရင်တော့ဖုန်းတိုင်းလိုလောက်ထပ်သေးတယ်ပေါ့နော်ဒီကောင်ကဒီမှာဒီကောင်ကကြတော့မှဒီ Xiaomi Note 13 Pro Plus ပေါ့နော်ဒါတော့ stable version ပေါ့ကဲလို့ global version ဆိုရင်တော့လောက်ရမလို့ပါ global version ဆိုလို့ရှိရင်တရုပ်စာကလုံးမပါဘူးပေါ့နော်ဆိုတော့ဒီ stable version မှာပဲဒီတရုပ်စာတွေရှုပ်နေမယ်ဆိုလို့ရှိရင်တော့ဒီနည်းနဲ့ပိတ်တက်လို့ရတယ်ပေါ့နော်